တို့ကမန်းလေးသားတွေဒါပေမဲ့တို့ရန်ကုန်သားလှုပ်ရှင်တယ်ဟုတ်တယ် လှုပ်ချင်တာ ကိုတယောက်ယူလိုက် မျက်စိနဲ့ယူလိုက်မယ် ကိုစီသူဘောဘလို့ရွေဘသူရွေအဲ့တော့ဒါကံပဲမကံမဲလေနော်ကံမဲမျက် လို လုံး က်ကိုစီတယောက်ယူလိုက်မယ် မျက်လုံးမိတ်ပြီးယူလိုက်မယ်နော် ဟုတ်ပြီ မျက်လုံးမရွေတော့အန်ကတ်ပြတ်တာတွေပါလာအောင်မအန်ကတ်ကျွတ်တာတွေရှိသေးတယ်အမေသူပေါ့လေ အကူကမင်းသမီးတွေကိုအဲ့လိုကြည့်အောင်သူတို့ကစုံးမှကြီး တော့အချာလေးကကိုအာဝါပေးရမှာနော် ဟုတ်တယ်အမောပေးမယ်နော်အဲ့တော့ ဟိုရင်ထဲကရှိတဲ့လူရွေးတော့ပြီးပွဲပေးမှာ ကိုအယူဆနဲ့ကို အော်ဘယ်လို နော် ဘယ်လိုလေး ဘယ်ဘက်မှာပါလဲဆိုတော့ပါလဲဘက်ယူလိုက် အကုန်ပါတယ်ကိုအကုန်ပါတယ်ပါပါတယ်အကုန် ဘာ ပါ လို့ရှောက်လို့ အခု ဟိုလာပြောတာဘာပဲ အလဲကတောင်ရှည်ရချိန်ခွင်လားဟာလား အေးထိုင်နေမှာထိုင်နေ ဟုတ်တကယ်ရန်ကုန်သားလုံးဝလုံးပါမူသားမပါအမမေပြောတဲ့ချာတရားမလေးစွတ်တော်တောင်းမှာဟာဖူးစာရှင်ရန်ကုန်သူနဲ့နေဝုံရန်ရန်ကုန်သားလေးဒီတကား ဟောတော်သေးတယ်အကိုရွေးပြီးသွားတာမြန် ရွေးပြီးတော့မဟုတ်ပြန်ဒါကျွန်တော်တော်တယ် သူနဲ့ကိုနဲ့ဒူမိတ်ကလိမ့်လာတာလူလိမ့် ရန် ကြာ ကုန်လေးဒီတကားမန္တလေးရှန်နေမမေဘူးခေါ်ခိုက်တဲ့ကတော့ဟုတ်နေရပဲလောင်းပြီ လာပြီ အောင်မျိုးရေအောင်မျိုး ဒါလေးတော့မင်းသားကျော်လေးကိုစီနဲ့မင်းသမီးကျော်လေးကြောက်ကေခိုင်းခမအေးချမ်းတာလာပြီ လောင်းပြီ မထိုင်နဲ့တော့ထိုင်လဲဒီလောက်ပဲမထိုင်လဲဒီလောက်ပဲလာပြီ ဟေး အမေဦးရေ ဦးရေတောက်ချင်လို့လား ဘယ်ဦးရေတော့အဲ့ဒါထိုင်းရေ မော်ဒီနှစ်ပါးပြင်ခမရသားမွေးနေရှိသေးတယ် မဟုတ်3နှစ်ကြီး3နှစ်ငယ်တွေပဲ လောင်းပြီ လာပြီအဲဟာ ဘာတော့ အော် तू ကကုန်းလိုက်တော့အမကဲဟဲ့ဟေးအေးချင်သာညီဒီမှာရွာတယ်ငါကလေးနဲ့နှလုံးရောင်းရတာတမျိုးညီကတမျိုး ကိုကျွန်တော်နှလုံးထိုးခြင်းလို့ အာဘာဖြစ်လဲ ဟာပါရကြီးကြာ ကဲကျိုးသားမယ် ကြိုးစားမယ် ကဲကိုကြီးရော လာပြီ ငါညီလေးလာအကောင်လာပါလား ညီလေးတွေကုန်လားတဲ့ အကောင်လာထိုင်အကိုတို့ကအနိုင်ကမယ်စိုက်ထက်ရင်ကပြလိုက်နော်ကဲဒါကလည်းကပြချင်တယ်ဗျ ဟော ဟိုးရှမ်းရုံးမှာအိုးစီတန်လေးကြားရတယ် ရှမ်းယုံမကဦးစီတန်လေးနဲ့ကြားမယ်ဗျာဗျာမယ်အားရတာမကတာကြားပါပြီဟုတ်လား မကတာတော့ကြားပြီ ဒီပါပြီဒီမှာပြန်ပြီးတော့ဟုတ်လား ဒါကျွန်တော်ညီလေးအရင်ကမယ်ပြီးရင်ကျွန်တော်ကမယ် ကဲစိုင်းထက်ကစကားမယ်အဲ့တော့ဘေးကိုရှောင်နေကြပါခင်ဗျာ အားလုံးကြည့်တာပါနော် ကဲသမီးတို့ကြည်ထားပါ ဒီဓာကဆို